ပါ ဒီပန်ကလေးမှာရှိတဲ့ဖုတ်ကောက်ကိုထည့်ရောက်လာဆိုတော့ဒီနေ့ကတော့ဒီအိုင်းဆိုင်မှာမင်းကျော်စားမှာဖြစ်ပါတယ်ဆိုတော့မင်းကျော်ကသူကမာလာမင်းကျော်ပေါ့နော်မာလာမင်းကျော်ပင်လေစာနဲ့မှာထားတာပေါ့နော်ဒါပေမဲ့ဒီမှာဘယ်လိုလေးရတဲ့သေးလေးတွေပါဆိုတော့စားကြည့်ပါမယ်စကြည့်နေတော့ပုံမှန်ကျွန်တော်သိဆက်စားလေးမရှိဘူးเนาะဟိုတော့ဒီစားလေးကိုပေးရတော့မလာဟင်းကြိုက်တဲ့ဒီစားလေးကိုပေးရတော့မလာမင်းကြော်မှာစားတာဖြစ်ပါတယ်ပြရလာရအဆက်ပြောမှာဟုတ်เนาะစားလို့ရပါတယ်ကျွန်တော်ချက်ဥလို့ပေါ့เนาะနေ့ပါပါရခံလို့တိုက်တာပေါ့နော်ဒါပေမဲ့တော့ဝီဝီဆိုတာတန်နေပါဘူးပေးရအောင်ဒါတော့ရင်းကြီးစပြုတ်တယ်အားလုံးလေးလည်းပြပါနဲ့မလာမင်းကျော်လို့ပြောတာပေါ့ရတာဆက်တာတစ်ခုပဲရှိပါတယ်ကျန်တဲ့သူတွေတူတူပေါ့နော်မလာရတာကြီးလည်းအဲ့လောက်မရပါဘူးအမေအရင်လည်းမဆက်တော့ဘူးနော်တောင်းတောင်းဆက်မစားနိုင်တဲ့လူတွေပဲဆိုတော့စားလို့စနေတယ်ဒီကတော့ကျွန်တော်ခုနကဟိုမှာပြလာသလိုပေါ့နော်6ချက်နဲ့ပြ90ဆိုတော့18ချက်ပေါ့မန်ဝင်နေဆိုတော့19000လောက်ရှိမှာ19000နဲ့မင်းကျော်ပေါ့နော်မြန်ပြောင်းမယ်ဆိုတော့ဒီတိုင်းလိုက်စားလို့စားတယ်ဆိုရင်စားလို့ရတော့ဒီမင်းတော့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံပဲဖြစ်ပါတယ်အရင်ကြီးတူရတာကြီးထည့်နေရလို့ရှိပေါ့နော်အဲ့စမ်းကြည့်တယ်ဆိုမှစမ်းကြည့်ပေါ့နော်သူရဲ့လောက်ထားတဲ့ဖက်လေးတွေနော်လေးတွေကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒါရောမဟုတ်ပေါ့နော်ဒီတိုင်းဟိုယူမင်းကြော်ပဲဒါပေမဲ့မင်းကြော်မှာနည်းနည်းလေးအဆက်ပါတယ်ဟာလာပုံနဲ့ထည့်ထားလို့အဲ့လိုကြော်ထားတဲ့ပုံစံပါပဲဟိုကကျွန်တော်အရင်တက်တဲ့တမမှာပါပေါ့နော်ဒါဖားမြာမှားရလို့နည်းနည်းခံစားရတဲ့မှာပါတယ်ဟိုဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရတဲ့ကျေးဇူးတင်ပါတယ်အားလုံးပြန်ပြီးတော့နော် see you